ဒါကတော့ထူးဆန်းလွန်းလို့တကယ်ရှိသလားလို့တောင်တန်တရားဖြစ်ရတဲ့ပင်လယ်ရေအောက်တတဝါတွေအကြောင်းပဲဖြစ်ပါတယ်။သူတို့ဟာရေမျက်နှာပြင်ပေါ်ကိုတော်တော်နဲ့ပေါ်မလာတတ်တာကြောင့်တစ်ခါပေါ်လာတိုင်းတစ်ကမ္ဘာလုံးကအံ့အားသင့်သွားရလောက်တဲ့သတင်းတွေဖြစ်လာလေးရှိပါတယ်။ကျွန်တော်တို့ရဲ့စရင်းကို Deep Sea Anglerfish လို့ခေါ်တဲ့ခန့်ညားထူးဆန်းတဲ့ငါးတစ်မျိုးနဲ့စတင်လိုက်ရအောင်ဒီငါးဟာရေအောက်မီတာ2000အထိနှက်တဲ့နေရာတွေမှာနေထိုင်ပါတယ်။အဲ့ဒီလောက်နှက်တဲ့နေရာဟာရေဖိအားအလွန်များလွန်းတာကြောင့်လူတွေသွားရောက်ကူးခတ်ဖို့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ဒီငါးကိုရေတိမ်ပိုင်းတွေမှာအကြိမ်အနည်းငယ်တွေ့ရှိခဲ့ပြီးအဲ့ဒီလိုတွေ့တိုင်းကမ္ဘာတဝန်းမှာဟိုးလေးတကြောသတင်းတွေဖြစ်ခဲ့ရပါတယ်။နောက်တစ်ခုကတော့ blobfish ဖြစ်ပါတယ်ဒီငါးကကြည့်လိုက်ရင်နှာခေါင်းကြီးတစ်ခုပါတဲ့ဂျယ်လီတုံးကြီးနဲ့ဆင်တူပါတယ်သူတို့ရဲ့ဒီလိုပုံစံဟာရေအောက်အနက်ပိုင်းကအလွန်ပြင်းထန်တဲ့ရေဖိအားကြောင့်ဖြစ်ပေါ်လာတာပါကုန်းပေါ်ကိုရောက်လာတဲ့အခါမှာတော့သူတို့ရဲ့ခန္ဓာကိုယ်ဟာပုံပြတ်သွားပြီးရေဆက်တစ်ဆက်နဲ့ဆင်တူသွားတတ်ပါတယ်နောက်ဆုံးအနေနဲ့စရင်းကိုပိတ်ပေးမှာကတော့ herring king လို့ခေါ်တဲ့ငါးကြီးပဲဖြစ်ပါတယ်ဒီငါးကတော့သဘာဝဘေးအန္တရာယ်တွေအထူးသဖြင့်ငလျင်မလှုပ်ခင်မှာရေမျက်နှာပြင်ပေါ်ကိုပေါ်လာတတ်တဲ့အေယာမငါးကြီးဖြစ်ပါတယ်ဒီငါးတွေကမ်းခြေမှာတောင်တင်လာပြီးဆိုရင်ခဏအကြာမှာအင်အားပြင်းငလျင်တွေလှုပ်ခတ်လေးရှိပါတယ်သိပ္ပံပညာရှင်တွေကတော့ငလျင်မလှုပ်ခင်လအနည်းငယ်အလိုကလေးကရေအောက်မှာဖြစ်ပေါ်နေတဲ့တုန်ခါမှုတွေကိုဒီငါးတွေကခန်းစားမိတာကြောင့်ကမ်းခြေကိုကူးခတ်လာကြတာလို့ယူဆကြပါတယ်